Lila ရဲ့ Legend Skin ကို brother ကအလားဆုံးလို့ထင်နေရလားဒါဆိုရင်တော့နေခဲ့လိုက်တော့ Fanny ရဲ့ Legend Skin Galactic Star Horse ဆိုတာကဘယ်လိုပုံစံလဲဆိုတာကိုချပြလာပြီဘာမှမပြောရသေးခင်မှာအရင်ဆုံး skin ရဲ့ပုံစံကိုပဲကြည့်လိုက်တော့ကျွန်တော်လို Fanny မဆော့တဲ့သူတောင်ဝယ်ချင်သိဖြစ်သွားတယ်ဗျာ skin ရဲ့ animation တွေကမထွက်သေးဘူးဒါပေမဲ့ font နှမျိုးနဲ့လာမယ်ဆိုတာကတော့သိကြတယ်ဒါကိုကြည့်လိုက်ရင်ရှင်းသွားလိမ့်မယ် normal font နဲ့ 10k font ဘယ်လိုလဲလာရမလားဒီတက်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာက Fanny ရဲ့ Legend Skin မှာ promo diamond သုံးလို့ရမယ်နောက်တစ်ခုက event shop မှာလဲလို့ရမယ် skin တွေထဲမှာ skin အသစ်တွေလည်းပါလာတာကိုတွေ့ရတယ်အခုဒီလိုပြောလိုက်တဲ့အချိန်မှာ brother ရဲ့ခေါင်းထဲမှာဒီ event ကဘယ်ချိန်လာမှာလဲဆိုတဲ့မေးခွန်းပေါ်လာတယ်ဟုတ်တယ်မလားမေးခွန်းအတွက်အဖြေကိုပြောရရင်ဒီ event က February March April ဒီလတွေထဲမှာလာမယ်လို့သိထားရတယ်သိထားရတာနော်မသိကြသေးဘူးအခုက advanced server မှာပဲရောက်နေရ advanced server ဆိုတာက original server တက်တလပို့ဆိုရင်ဒီ3လတွေကတစ်ခုခုဖြစ်နိုင်တယ်အပြောင်းလဲဖြစ်လာနိုင်တယ်အပြောင်းလဲဖြစ်တာနဲ့ပတ်သက်ပြီးတော့တခုပြောရအောင်မယ်ဒီဗီဒီယိုတင်ခဲ့တဲ့အချိန်တုန်းက Xavier Collector နဲ့ San New Star Event တွေကလွန်ခဲ့တဲ့လအစမှာလာမယ်လို့ပြောခဲ့ပေမဲ့မလာခဲ့ဘူးမလာခဲ့တော့ comment တွေထဲမှာအခုလိုပြောထားတာကိုတွေ့ရတယ်ပြောရရင်ကျွန်တော်ကိုယ်တိုင်က information မှန်မှန်မတင်ဘူးမဟုတ်တာတွေမဖြစ်နိုင်တာတွေကိုလည်းလောက်ကြံပြီးတော့မပြောဘူးတေချာပြီးဆိုမှ quality content တင်ပေးတာဗျာဖြစ်ကလဆန်းလည်းမတင်ပေးဘူးကျွန်တော်ဗီဒီယိုတွေကြည့်လာတဲ့သူတွေဆိုရင်တော့ဒီချက်ကိုသိတယ်ဒီလိုလာမယ်လို့ပြောခဲ့တာကလည်းကျွန်တော်တယောက်တည်းမဟုတ်ဘူးတခြား creator တော်တော်များများလည်းပြောခဲ့တယ်ဒါပေမဲ့အပြောင်းလဲတချို့ဖြစ်ပြီးတော့မလာဖြစ်ခဲ့ဘူးအဲ့ဒီအတွက်ကျွန်တော်ရဲ့ official Telegram channel မှာမလာဖြစ်တဲ့အကြောင်းဘာကြောင့်မလာဖြစ်တာကိုပါရှင်းပြထားတဲ့ post တင်ပေးခဲ့တယ်အဲ့လိုတင်နေဆိုတာကလည်း YouTube မှာကခဏခဏ post တွေတင်တာကအဆင်မပြေဘူးဒါကြောင့် Telegram channel မှာတင်ပေးတယ်ဒီ channel ဆိုတာကလည်းကျွန်တော်ရဲ့ YouTube channel ကသူတွေအတွက် Mobile Legends နဲ့ပတ်သက်တဲ့ update event တွေအသစ်လာမယ့် event တွေ skin တွေကိုတင်ပေးတဲ့ channel ဗျာဒီ event မှာမဟုတ်ဘူး Sobase Volume 2.0 လာရင်လည်းတင်ပေးဦးမှာဗျာကျွန်တော်အတွက်ဒီ channel ကနေပြီးဘာမှအကျိုးမဲ့မရပါမယ် community တစ်ခုအနေနဲ့ထောင်ပေးထားတာပါ channel ကို join လိုက်လို့လည်းပတ်စံမကုန်ဘူးနောက်ပြီးတော့သိကျင်တာရှိရင်လည်းအချိန်မီ post တိုင်းမှာမေးလို့ရသေးတယ်ကျွန်တော်ဘက်ကဖြေချပေးတယ်အဲ့တော့ပြောချင်တာက brother က Telegram သုံးနေဆိုရင်တော့ဒီ channel ကို join ခဲ့ကြပါ join လို့လည်းပတ်စံမပေးရပါဘူးအဲ့တော့ပြောချင်တာတွေကလည်းရှင်းနေပြီဆိုတော့အကြောင်းအရာစီကိုပြန်ဆက်ရရင် Fanny ရဲ့ Legend Skin က event draw မှာဆိုရင်တော့ 1 draw နဲ့10 draw ဆိုပြီးတော့နှစ်ခုရှိတယ်1 draw ကို diamond 100နဲ့တစ်နေ့ကိုချိန် 50% discount diamond 50နဲ့လှည့်လို့ရမယ်ပုံမှန် draw 10ချိန်ကိုတော့ diamond 1000နဲ့လှည့်ရမယ်ပထမဆုံးလှည့်မဲ့ draw 10ချိန်ကိုတော့ 50% discount diamond 900နဲ့တစ်ချိန်လှည့်ခွင့်ရှိတယ် draw လှည့်ရင်ရနိုင်မည်ရှိမဲ့ skin တွေကို price pool ထဲမှာကြီးလိုက်မယ်ဆိုရင် Fanny နဲ့ Gunibia တို့ရဲ့ Legend Skin တွေ Moscow နဲ့ Hanabi တို့ရဲ့ All Star Skin တွေKufra, Badan, Johan တို့ရဲ့ Collector Skin တွေ Lancelot, Odak, Kaja, Gunibia နဲ့ Kimi တို့ရဲ့ Limited Lucky Box Skin တွေ Atomic Squad, Sparkle Squad, Amor Squad, Stan Squad, Covina Skin နှစ်ကောင်နဲ့ Epic Special, Elite, Normal အပြင်မှာ Battle Emote 9ခုနဲ့ Skin တွေလည်းအခါအသုံးပြုရမယ့် Stellar Token 50ဆိုပြီးတော့ပါဝင်လာပါတယ်။ရလာတဲ့ Stellar Token တွေကို Event Shop မှာ Skin လဲလို့ရပါတယ်။ Legend Skin တွေဖြစ်ကြတဲ့ Fanny နဲ့ Gunimia တို့ကိုတော့ Stellar 1600နဲ့လဲယူလို့ရပါတယ်။ Fanny Skin ရဲ့ Dynamic Portrait ကိုတော့ Stellar 150နဲ့လဲယူရမယ်။ Moscow ရဲ့ Hanabi တို့ရဲ့ All Star Skin တွေကိုတော့ Stellar 800နဲ့လဲလို့ရပါမယ်။ Moscow ရဲ့ Common Action ကိုတော့ Stellar 80နဲ့လဲယူရပါမယ်။ Atomic Squad, Sparkle Squad Amor Squad, Stan Squad နဲ့ Covina Skin နှစ်ကောင်နဲ့ Lucky Box Skin 5ကောင်တို့ကိုတော့ Stellar 600နဲ့လဲယူလို့ရပါတယ်။ Epic နဲ့ Light Box Skin တွေကိုတော့ Stellar 400, Special Skin တွေကိုတော့ Stellar 300, Candy တစ်ခုကိုတော့ Stellar 4ခုနဲ့ Candy အခု100အထိလဲယူနိုင်ပါတယ်။ Gifter ကိုတော့တခြားသူကို gift ဖို့အတွက်ရင်ရှိထားဖို့ဝယ်ထားဖို့လည်းလိုပါတယ်။ရှိတယ်ဆိုရင် Skin တစ်ခုကို2ယောက်အထိကို gift ပေးနိုင်ပါတယ်။ Legend Skin လှည့်တဲ့သူတွေက Gold Tag နဲ့ Silver Tag တို့ကိုရပါတယ်။ Gold Tag ယူမဲ့သူတွေကကြတော့ event လာပြီးတော့တစ်ပတ်အတွင်းမှာလှည့်ပြီးယူမယ်ဆိုရင် Gold Tag ကိုရပါတယ်။တစ်ပတ်ကြော်ပြီးမှရသွားတဲ့ခေတ်ရင်တော့ Silver Tag ကိုပဲရပါမယ်။ဒီ event မှာ Promo Diamond တွေကိုသုံးလို့ရပါတယ်။သုံးတဲ့အခါမှာလည်းအတားအဆီးတချို့ရှိပါတယ်။ Promo Diamond သုံးပြီးတော့လှည့်မယ်ဆိုရင်10 draw လှည့်လို့မရဘူး။ 1 draw ပဲလှည့်လို့ရမယ်။ 1 draw လှည့်မယ်ဆိုရင်လည်း discount မပါဘူး။ Diamond 100နဲ့လှည့်ရမယ်။ဒီနေရာမှာ Diamond 100ကို Promo Diamond ကိုကြီးသုံးလို့မရပြဘူး။ရိုးရိုး Diamond 20 Promo Diamond 80ဆိုပြီးတော့မျှသုံးရမယ်။မွန်တွန်းတို့များညစ်ချက်ကတော့လက်လန်နဲ့ဒီတိုင်းပြီးပေးပြီးလှည့်လေရတာကိုဘာဖြစ်တာမလို့ draw လေးလိုက်လို့ draw ထဲမှာကို့မှာရှိပြီးသား skin တွေပါလာခဲ့ရင်လည်း Stellar တွေကိုပြင်ရတယ်။ Legend Skin ဆိုရင်တော့ Stellar 400 All Star Skin, Lucky Box နဲ့ Collector Skin တွေကိုပြန်ပေါက်ရင်တော့ Stellar က200 Epic Skin ဆိုရင်တော့ Stellar 80 Special Skin ဆိုရင်တော့ Stellar 50 Elite Skin ဆိုရင်တော့ Stellar က20 Basic Skin ဆိုရင်တော့ Stellar 10 Battle Emote ဆိုရင် Stellar 3ခုဆိုပြီးတော့ပြန်ရပါတယ် draw တွေလေတဲ့အခါမှာ draw တစ်ချိန်ကို Wisco က5ခုကနေပြီးတော့15ခုကြားကိုရပါတယ် Wisco 200ပြည့်ရင်တော့ Basic Skin တစ်ကောင်ကိုလဲယူလို့ရမယ် Wisco 400ပြည့်ရင်တော့ Special Skin နဲ့ Elite Skin တွေကတစ်ကောင်ကို Random အနေနဲ့လဲယူလို့ရပါတယ် Wisco 900ပြည့်ရင်တော့ Epic နဲ့ Lightborn Skin တွေကတစ်ကောင်ကို Random အနေနဲ့ရပါမယ် Wisco 950ပြည့်ရင်တော့ Atomic, Sparkle, Amor, Stan Squad နဲ့ Covina Skin တွေကတစ်ကောင်ကို Random အနေနဲ့ယူလို့ရပါမယ် Wisco 1000ပြည့်သွားခဲ့ရင်တော့
Lucky Box Skin 9 ကောင်နဲ့ Collector Skin 3 ကောင်တွေကတစ်ကောင်ကို Random အနေနဲ့ယူလို့ရပါမယ်ဒီ Wish Go မှာဆိုရင်ကိုမှမရှိသေးတဲ့ Skin တွေကိုပို့ပြီးတော့ဦးစားပေးပြီးတော့ရပါတယ်ဒါပေမဲ့တတိထားမှာတစ်ခုရှိတယ်ကိုယူလိုက်တဲ့ Wish Go တွေကိုတစ်ချိန်ယူပြီးသွားရင်ယူလိုက်တဲ့ Wish Go အတိုင်းနှုတ်သွားမှာဥပမာဗျာကိုမှ Wish Go 1000ရှိရပဲထားကိုက Epic Skin ဘောက်ကိုယူလိုက်ရင် Epic Skin ရမယ် Wish Go 900ကုန်သွားမယ်900ပဲကျန်မယ်အဲ့တော့ကိုယူခြင်းတဲ့ Skin ရောက်မှာပဲ Wish Go တွေကိုအသုံးချပါလို့အကြံပြုချင်ပါတယ် event ရဲ့အကြောင်းတော်တော်များများကိုပြောပြီးပြန်နေသေးတဲ့ free token တွေကိုပြောပါမယ် free token ကတော့ page 1 page 2ဆိုပြီးတော့နှစ်ကြိမ်ခွဲလာပါမယ် promo diamond ကလည်း3အောင်မှာဆိုတော့ alpha legend တုန်းက token list နဲ့တူလောက်မယ် page 1မှာ diamond 900ဖြည့်ပြီးတော့ diamond 900သုံးမယ်ဆိုရင်တော့ promo diamond 300နဲ့ token 18ကအထိရတယ်ဒါပေမဲ့ diamond 1000ဖြည့်ပြီးတော့ diamond 900သုံးမယ်ဆိုရင်တော့promo diamond 800နဲ့ token 18ကတ်အထိရပါမယ် page 2မှာကျတော့ diamond 900ဖြည့်ပြီးတော့ diamond 900သုံးလိုက်မယ်ဆိုရင် token 18ကတ်အထိရပါမယ် page 2မှာကတော့ promo diamond test ကမပါလာတော့ပါဘူးနောက်ထပ် free token တွေကိုလေးယူလို့ရမယ့်နေရာကတော့ mega drop bundle ရှိပါတယ်ဒီဘက်မှာဆိုရင်ရက်က9ရက်ရှိတယ်ဒီ9ရက်မှာဆိုရင် free token တွေကို diamond နဲ့လေးယူလိုက်ရင်diamond တွေကိုလည်းကန်ဆန်းလို့ရသေးတယ်ကုတ်တစ်ခုကိုဝယ်လိုက်ရင်ဘေးနားမှာ lucky number လေးတွေရှိမယ်အခါဝင် number တစ်ခုရမယ်ရလာတဲ့ number ကိုဘေးမှာရှိရဲ့ box မှာကန်ဆန်းပြီးရတနေ့ကို diamond 1000နဲ့ကန်ဆန်းမဲ့ပေါက်တဲ့သူဦးရေက10ယောက်ထိရှိတယ်ဒီ10ယောက်ကပဲ diamond 1000ကိုခွဲဝေရမယ်နောက်တစ်ရက်ကိုနောက်ထပ်10ယောက်ကိုထပ်ပေါက်ပြီးတယ်နောက်ဆုံး9ရက်မြောက်နေ့ဆိုရင်တော့ diamond 9000အထိကိုကန်ဆန်းလို့ရတယ် diamond 9000ကိုမေးပေါက်သွားတဲ့လူ3ယောက်ကပဲခွဲဝေယူရမှာဖြစ်တယ်အဲ့ဒီအထဲမှာကိုကပါခြင်းနေဆိုရင်တော့ mega drop bundle လာတာနဲ့တန်းဝယ်လိုက်ရင် chance ပိုများပါတယ်ဒါကကျွန်တော်ပြောတာမဟုတ်ဘူးเนาะဒီမှာများများဝယ်ရင် lucky number များများရမယ်များများရရင် diamond ပေါက်နိုင်ကြီးများမယ်လို့သူတို့ကိုယ်တိုင်ကပြောထားတာအဲ့တော့ free token ကြီးပဲ draw 90လောက်ကအသားလေးရနေပါပြီ draw 90ပြည့်ရင်လည်း draw reward ထဲမှာ stellar 105ခုလောက်ထိရပါတယ်ကိုကသာဂုံးစင်းတဲ့ရင်ဘလောက်ကြီးဈေးကြီးနေပါသေးတက်တောင်ဂုံးစင်းလို့ရပါတယ်ပြောချင်တာကဒီ event မှာမဟုတ်ဘူးတခြားဘယ် event ပဲဖြစ်ဖြစ်ဒီနေ့ရောက်လာတဲ့ Soul Vessel Volume 2.0 ကိုလည်းအသက်တာဆုံးဂုံးစေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်နဲ့ collaboration လာလုပ်ပါကျွန်တော်စီမှာ diamond လာဖြစ်ပြီးတော့ကိုလိုချင်တဲ့ skin ကိုအသက်တာဆုံးယူလို့ရမယ့်ပုံစံကိုကျွန်တော်ဘက်ကနေ guide လုပ်ပြီးမယ်အကြံဉာဏ်နဲ့နီးလန်းနေပေးမယ် collaboration လုပ်ချင်တယ်ဆိုရင်တော့အခုပြထားတဲ့ Telegram account မှာကျွန်တော်ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ဒီလောက်ဆိုရင်တော့ဒီ event ကပြည့်စုံသွားပါပြီ Soul Vessel event အတွက်လည်းဂုံးရှင်းလို့ရမယ့်တီးတန့်ဗီဒီယိုတွေကိုနောက်နေ့မှာတင်ပြသွားမှာမလို့တန်းကြည့်ချင်တယ်ဆိုရင်တော့ channel ကို subscribe နှိပ်ပေးခဲ့ပြီးတော့ဘေးနားကခေါင်းလောင်းလေးကို all လို့ပြောင်းခဲ့လိုက်ပါဒါဆိုရင်တော့နောက်ဗီဒီယိုတင်တာနဲ့ brother ကအရင်ဆုံးသိရမှာပါဒီနေ့တော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကြည့်ရဖို့ပါ see you in next video guys